အားလုံးပဲမင်္ဂလာပါဆရာသင်္ချာလေးတွေမတွက်ဖြစ်ပြတာပေါ့နော်မတွက်ပြတာကြာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆရာအခုသင်္ချာလေးတွေပြန်ပြီးတော့တွက်ပြမှာဖြစ်ပါတယ်အခုပုံစံလေးကလည်းကျောင်းသားလေးတယောက်ကမေးထားတဲ့ပုံစံလေးပါဒီပုံစံလေးကဘယ်မှာပါလဲဆိုရင် grade 9သင်္ချာ1အခန်း3လေ့ကျင့်ခန်း3.5စာမျက်နှာ30ကနံပါတ်5ပုံစံလေးကိုတွက်ပြမှာဖြစ်ပါတယ်ကျောင်းသားလေးကတော့နံပါတ်5 6ခွန်သုံးပုံလုံးကိုတွက်ပြပါလို့ပြောပေမဲ့ဆရာကဒီဗီဒီယိုမှာတော့တစ်ပုတ်ထဲနံပါတ်5လေးကိုပဲဥစွာတွက်ပြလိုက်မှာဖြစ်ပါတယ်ကဲအဲ့ဒါပုံစံလေးကိုကြည့်ရအောင်ကဲပုံစံလေးကိုကြည့်လိုက်တဲ့အခါမှာဒီကွင်းစအဲ့လိုမျိုးပေါ့နော်ကွင်းနှစ်ကွင်းကိုတွေ့ရမယ်အဲ့ဒီကွင်းနှစ်ကွင်းကဘာလောက်ထားလဲဆိုရင်မြှောက်ထားတယ်မြှောက်ထားတဲ့အခါမှာ3/4x minus 30/18 into 3/4x plus 30/18သူကပေးထားတဲ့ဂိမ်းတွေကတူနေပြီးတော့အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဖြစ်နေတယ်အဲ့လိုမျိုးအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဖြစ်တယ်ဆိုရင်ဆရာတို့တွေကရှေ့ဂိမ်းနှစ်ထပ်အနှုတ်နောက်ဂိမ်းနှစ်ထပ်ဆိုပြီးတော့ပြင်ရေးလို့ရပါတယ်ဒါကဂိမ်းမြင်းဆိုင်ရာပုံစံအရာပေါ့နော်အခရာပုံဒီရှင်းတဲ့ပုံစံအရာရှေ့အပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းအနှုတ်တစ်ကွင်းအပေါင်းတစ်ကွင်းအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ရှေ့ဂိမ်းနှစ်ထပ်အနှုတ်နောက်ဂိမ်းနှစ်ထပ်ဆိုပြီးတော့ပြောင်းမှာဖြစ်ပါတယ်အဲ့ကမှာဆိုတော့ပြောင်းမယ်ရှေ့ဂိမ်းနှစ်ထပ်ဆိုရှေ့ဂိမ်းကဘာတူလဲ3/4x ရှေ့ဂိမ်းနှစ်ထပ်ဆိုတော့3/4x ကိုနှစ်ထပ်တင်မယ်ရှေ့ဂိမ်းနှစ်ထပ်အနှုတ်နောက်ဂိမ်းကဘာတူလဲ13/18နောက်ဂိမ်းနှစ်ထပ်ကဲကွင်းနှစ်ကွင်းကိုအပေါင်းတစ်ကွင်းအနှုတ်တစ်ကွင်းဖြစ်လို့ရှေ့ဂိမ်းနှစ်ထပ်အနှုတ်နောက်ဂိမ်းနှစ်ထပ်ဆိုပြီးတော့ပြင်လိုက်ပြီโอเคပြီးရင်အပေါင်းအလေကောင်ကအပေါင်းကဲနောက်တစ်ခုကကြတော့ပေးထားတာတွေကရှေ့ဂိမ်းနှစ်ထပ်အနှုတ်နောက်ဂိမ်းနှစ်ထပ်လုံးလို့မရအောင်7/8 x square ဖြစ်နေတယ်ဒီမှာ square ဖြစ်ပြီဒီမှာက square မပါဘူးအဲ့ဒါကိုသွားပြီးတော့ဆရာတို့ကဒီရှေ့ကလည်းမျိုးရှေ့ဂိမ်းနှစ်ထပ်အနှုတ်နောက်ဂိမ်းနှစ်ထပ်ဆိုပြီးတော့နှုတ်လုံးလို့မရဘူးလုံးလို့မရတဲ့အခါမှာဝင်ပြီးတော့မြှောက်ရမှာဖြစ်ပါနော်ဝင်ပြီးတော့မြှောက်မယ်ကဲမြှောက်မယ်ဆိုတဲ့အခါမှာ7/x နဲ့7/x နဲ့ကိုသွားပြီးတော့မြှောက်လိုက်မယ်အဲ့တော့ပိုင်းဝေချင်းမြောက်တော့9 လီက49ပိုင်းခြေချင်းမြောက်တော့88လီက64ပြီးတော့ x နဲ့ x square နဲ့ x နဲ့မြောက်မယ်အဲ့တော့ထညွန်းနေပါလောက်မလဲပေါင်းပေးမယ်အဲ့ကြတော့ x power 3 x cube okay ဒါကဒီကွင်းကိုဝင်မြောက်လိုက်တာပေါ့နော်7/x နဲ့ဝင်မြောက်တယ်နောက်ထပ်ကဘယ်သူနဲ့ဝါမြောက်မှာလဲဆိုလို့ရှိရင်ဒီ7/8x square ကနေပြီးတော့3/4နဲ့သွားမြောက်မယ်အဲကြောင့်ပိုင်းဝေချင်းမြောက်မယ်လက္ခဏာကဒီမှာအနှုတ်ဆိုတာတက်ပေးမှာလေအနှုတ်လို့တက်မယ်ခွန်နဲ့3နဲ့မြောက်မယ်ခွန်3လီ21ပိုင်းခြေချင်းမြောက်မယ်8နဲ့4နဲ့မြောက်မယ်8 4လီ32ပြီးတော့ဒီမှာက x square ပဲရှိတယ်အဲ့တော့မို့ဒီမှာ x square မရှိဘူး x မရှိတဲ့အခါမှာ x square ဝယ်ပြင်ရင်မယ် x square ဒါကရှေ့ကကောင်ကနောက်က green တွေကိုဝင်မြောက်လိုက်တာပါကဲရှေ့ကကောင်နောက်က green တွေကိုဝင်မြောက်ပြီးတော့နောက်ကကောင်ကလည်းဒီနောက်က 3/4x ကလည်း7/8နဲ့လည်းမြောက်မယ်3/4နဲ့လည်းမြောက်မယ်ပေါ့အရင်ဆုံး7/8နဲ့သွားမြောက်မယ်โอเคအပေါင်းဆိုတော့အပေါင်းပဲဖြစ်မယ်3နဲ့ခွန်နဲ့မြောက်မယ်3ခွန်နဲ့လီ21 4နဲ့8နဲ့မြောက်မယ်4 8လီ32ဒီမှာ x တစ်လုံးဒီမှာ x တစ်လုံးနှလုံးဆိုတော့ x square โอเคဒါကရှေ့ကကောင်နဲ့မြောက်လိုက်တာပြီးရင်နောက်ကကောင်နဲ့သွားပြီးတော့မြောက်မယ်3/4နဲ့မြောက်မယ်အဲ့တော့ပိုင်းဝေချင်းမြောက်တော့လက္ခဏာကဘာဖြစ်မှာလဲဒီမှာကလက္ခဏာအပေါင်းဒီမှာအနှုတ်ဆိုအပေါင်းနဲ့အနှုတ်ဆိုရင်လက္ခဏာအနှုတ်ဖြစ်မှာပါကဲ3နဲ့3နဲ့မြောက်မယ်3 3 4က9 4နဲ့4နဲ့မြောက်မယ်4 4 4ကဘယ်လောက်လဲ16โอเคပြီးရင်ဒီမှာ x တစ်လုံးနဲ့ပဲပါတယ်အတွက်ကြောင့်မို့လို့ဒီမှာ x ဖြစ်မှာပါ
ကွင်းပိတ်ဒါကအဲ့ဒီကွင်းနှစ်ခုကိုမြှောက်လိုက်တဲ့အဖြေဖြစ်ပါတယ်အဲ့ဒီခါမှာဒီနေရာမှာဘယ်သူကခြေသွားမှာလဲဆိုရင်ဒီ21 by 32 x square minus 31 by 32 x square နဲ့ plus 21 by 32 x square ဒီမှာအနှုတ်နဲ့အပေါင်းတွေကသူတို့နှစ်ခုကခြေသွားမှာဖြစ်ပါတယ်ဒီမှာအနှုတ်ဒီမှာအပေါင်းဆိုတော့သူတို့နှစ်ခုကနှုတ်လိုက်လို့ရှိရင်ခြေသွားမှာ minus 21 by 32 x square နဲ့20 plus 21 by 32 x square ကခြေသွားမှာအဲ့ဒါဘယ်သူပဲကြံပါဒီကောင်လေးပဲကြံတော့မှာနော်ကဲဆိုတော့ရေးလိုက်မယ်ညီမြချင်းကဲမရေးခင်မှာသူတို့ကအာနှစ်ထပ်လောက်ထားတာဖြစ်တဲ့အဲ့တော့ကြောင့်မလို့ဝင်မြောက်မယ်3နှစ်ထပ်ဆိုတော့3နဲ့3နှစ်ထပ်ဆိုတော့3 3လီ9 4နှစ်ထပ်ဆိုတော့4 4လီ16 x နှစ်ထပ်ဆိုတော့ a square minus 73နှစ်ထပ်73 my 13 my 18ဆိုလို့ရှိရင်လေ73နှစ်ထပ်မြောက်မယ်73 73လီ169 18နှစ်ထပ်18 18လီ324ဒါကတော့ကိုပန်ကိုချမြောက်ကြည့်ပါနော်18 18 18 18လီ324အပေါင်းဘယ်လိုကြံပါလဲ49 by 64 x square h2 minus 9 by 60 a square အဖြေကဒါပါပဲဒါပဲဆိုပေမဲ့ဆရာတို့တွေကအဖြေနောက်ဆုံးအဖြေတတ်တဲ့အခါမှာပါဝါအများဆုံးကို x ပါဝါအများဆုံးကိုရှေ့ထားပြီးတော့ရေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့49 by 64 h2 ကိုရှေ့ဆုံးမှာထားရေးလိုက်မယ်ပြီးရင် plus 9 by 60 a square h ပါဝါအကြီးရာနဲ့ငယ်ရာအဲ့လိုမျိုးရေးတာပေါ့နော်ပြီးတော့ minus 9 by 60 x နောက်ဆုံးက minus 169 by 324ဒါဟာအဖြေဖြစ်ပါတယ်နော်ဒါအဖြေဖြစ်ပါတယ်အဲ့လိုမျိုးလေးတွေ့ရမှာဖြစ်ပါတယ်အဓိကသိရမှာကဒီဝင်းနှစ်ခုပထမဦးဆုံးဝင်းနှစ်ခုကအပေါင်းတကွင်းအနှုတ်တကွင်းအနှုတ်တကွင်းအပေါင်းတကွင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်းတစ်ထပ်ရေးတယ်နောက်ကဂွင်းနှစ်ခုကကြတော့ဂွင်းလေးတွေကိုဝင်ပြီးတော့မြှောက်လိုက်တာဖြစ်ပါတယ်ဒီပု္ပ္ပစာနံပါတ်5လေးထားလေးပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ဆရာတို့နောက်ထပ်မေးချင်တဲ့ပု္ပ္ပစာလေးရှိလို့ရှိရင် comment လေးမှာအားလုံးပဲမေးခဲ့လို့ရပါတယ်